တဲကန်တာထဲမှာမိခင်မရှိခင်းဆိုတာဖိတ်ခေါ်မှုတွေကလိုဖြစ်နေသည်ခလောက်မွေသည်ဤအချင်းကိုစောင့်မျှော်နေခဲ့သည်အပူချိန်ကြောင့်၎င်းအနံ့ကြောင့်၎င်းဆွဲဆောင်ထိုင်ရပြီးမကာကွယ်ထားသည့်ကြောင်ကလေးများ၏အသက်ရှူထံဘက်သို့ချင်းကပ်လာသည်ကြောင်ကလေးများသည်အချင်းချင်းဖိကပ်ကာကြောက်ရွံ့တုန်လှုပ်နေကြသည်တစ်ချိန်တည်းကြိုက်ခဲခြင်းဒါပဲလုံလောက်သည်တဲကန်တာထဲတွင်နှလုံးခုန်တစ်ချက်သည်အသက်ရှင်ခြင်းမှာတိတ်ဆိတ်ခြင်းသို့လှမ်းကူးသွားနိုင်သည်မိခင်ကြောင့်ပြန်ရောက်လာသည်မှာတဲမုန်တိုင်းတစ်ခုပေါက်ကွဲလာတဲ့ကဲ့သို့ဖြစ်လာသည်ချက်ချင်းပင်တိုက်ခိုက်သည်မိခင်ကြောင့်သည်ကြာဆုံးသွားသောကလေးကိုပြန်လှည့်ကြည့်သည်မေးကြောင့်ဖြင့်နူးညံ့စွာကိုင်ကတဲဆောင်သည်တေဆုံးသည့်ကလေးကိုထားရစ်လို့မရအခြားအမဲလိုက်တရိษံများကိုဆွဲဆောင်မိနိုင်သည်မွေသည်နောက်တစ်ချိန်ပြန်လာသည်နှေးကွဲသို့လေတွက်ချက်ကာမိခင်ကြောင့်သည်အလွန်စိတ်ပူပန်ကအပြည့်လွားပြေးထွက်သည်သူမသည်မိမိကိုယ်ကိုအများသွားများနှင့်ကြံရှိနေသည့်ကလေးနှစ်ကောင်ကြားတွင်တားဆီးပေးသည်သူမသည်အိမ်မြောင်၏တကားဖြစ်လာသည်မိခင်ကြောင့်၏လှုပ်ရှားမှုသည်တားရဲလိုလင်းမြန်ပေါ်ပါသည်ခြေလန်းတိုင်းတွက်ချက်ထားသည်ကိုခန္ဓာသည်ကြောင်မျိုး၏လှပတွက်လန့်မှုဖြင့်ကွေးညက်ကလက်အကွက်ပြူသည်ကြောင်ကလေးများသည်အနီးကပ်စုပေါင်းနေကြသည်မိမိကိုယ်ကိုမကားကွယ်နိုင်ကြမိခင်အပေါ်အပြည့်အဝမိခိုးရသည်သူတို့၏ကံကြမ္မာသည်မိခင်၏ကျွမ်းကျင်မှုအပေါ်တည်နေသည်ခလောက်မွေသည်ခေါင်းမြောက်ကလှိုင်းလုတ်တဲ့ကဲ့သို့လှုပ်ရှား၍သူမ၏လယ်ပင်တွင်အခွင့်လန်းရှာသည်နှစ်ဖက်စလုံးသည်အပြန်လန်အကန့်အသတ်များကိုစမ်းသပ်နေကြသည်ခလောက်မွေများသည်ချောင်းကတိုက်ခိုက်သည့်အမဲလိုက်တရိษံများဖြစ်ကြသည်အစိတ်သည်အလွန်ပြင်းထန်၍တေးစေနိုင်သည်တိုက်ခိုက်ရသည့်အစာအစာကိုချက်ချင်းလှုပ်ရှားမရအောင်လှုပ်ဆောင်နိုင်သည်တိတ်ဆိတ်လျင်မြန်မှုနှင့်တိကျမှုလိုကြောင့်တဲကန်တာထဲတွင်ရှိအထီရောက်ဆောင်အမဲလိုက်တရိษံများထဲမှတစ်ခုဖြစ်သည်တွားများနှင့်အခွေများသည်တဲမုန်တိုင်တကယ်သို့မောပန်းစရာတိုက်ပွဲတွင်တွေးဆုံတိုက်ခိုက်ကြသည်မွေသည်လှဲ့ကွက်ပြူကာတဲပေါ်တွင်အလင်းမြန်လော်လံပြေးထွက်သည်အလင်းသည်၎င်း၏တစ်ခုလဲသောမျှော်လင့်ချက်ဖြစ်သည်သို့သောမိခင်ကြောင့်သည်မလော်ပါ၎င်းကိုလွတ်မြောက်သွားစေမှာမဟုတ်တရားမျှတမှုမရမချင်းသူမဇက်ခံနိုင်သည့်အဆုံးသက်တစ်ခုတည်းဟာ၎င်း၏တေးဆုံးခြင်းကိုမိမိ၏မေးကြောင်းများဖြင့်ထိစေခြင်းသာဖြစ်သည်ကြောင်၏မျက်နှာမွေများသည်အရှိဘက်သို့တုံလှုပ်မိကာအကွာအဝေးကိုမီလီမီတာအထိတွက်ချက်နေသည်မျက်လုံးများသည်မွေပေါ်တွင်တိကျစွာစိုက်ကြည့်နေသည်တစ်ချိန်တည်းတိကျသည့်တိုက်ခိုက်မှုခေါင်းဘက်သို့ကိုက်ရင်အန်ဒီရဲ့ဆုံးရှုံးမီမွေသည်လှည့်ရက်စင်တကယ်သို့လင်းမြန်စွာထိုးလိုက်သည်အများသွားများသည်သူမ၏လေပင်ကိုဥတီထားသည်